Hello guys, welcome back to Vera Vlog. ဒီနေ့မှာတော့ Vera Vietnam သွားတာ3ရက်မြောက်နေ့ဒီ trip လေးကိုဘယ်လိုဖြစ်တယ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Vera share လုပ်မှာဖြစ်ပါတယ်။ Vera တို့အခုမနေ့မိုးလင်းတာနဲ့ hotel ကနေ breakfast buffet စားပြီးတော့ Vera ACC နဲ့ location လေးရှာတယ်။ဒီနေ့သွားဖို့ကတော့ Vera Old Town မှာရှိတဲ့ traditional dress လေးတွေကိုဝတ်ပြီးတော့ photo shoot လေးတောင်းရမှာဖြစ်ပါတယ်။ဆိုတော့လိုက်ကြည့်ဖို့ပါအောင်နော်။ Okay. ဆက်တွေ့လား။ Pero တကယ်ချင်းအားလုံး photo shoot မလုပ်ခင် coffee ရင်ဝယ်တောက်ပါတယ်အဲ့တော့ဒီမှာနာမည်ကြီးရဲ့ coffee ဆိုင်လေးမှာတော့တူတူ coffee လေးမှာတောက်ကြရဲ Nice latte. 3 2 1 Nice coffee တောက်ပြီးတော့နေနေဒီမှာလေစီးရဲ့နေရာလေးလည်းတွေ့ခဲ့ပေါ့နော် Vero ဒါပေမဲ့နေရန်ပူနေပါရဲ့အဲ့တော့ Vero မစီးခဲ့ဘူး Vero သွားကျင်တဲ့နေရာအရင်ရအောင်သွားပါရဲ့သွားနေနေတောက်လျှောက်မှာလဲ traditional ချီတဲ့ပိုးတဲ့အသားလေးတွေ Vero ဝင်ပြီးတော့ဆက်ဆူရယ်အသားတွေစစ်ကြောင်းနဲ့ဘယ်လိုမျိုးကနုတ်ပန်းဖို့နေရှိကြောင်းသူတို့တွေကဆိုင်လေးတွေလည်းရှိထားတယ်သူတို့ Vero အကုန်လေးလာခဲ့ပြီးတော့ Vero သွားနေနေရာကိုဆက်သွားပါရဲ့ဒါပေမဲ့ဒီနေ့ရာသီဥတုကနေတော်တော်ပူပါတယ်2 hours later ဒါတော့ Vero TikTok ကနေရှာတွေ့တဲ့ travel photography ဆိုတဲ့ဆိုင်လေးကိုရောက်ပါပြီအဲ့မှာတော့အင်ဂျီမျိုးစုံရှိရယ် Nice. ရွေးရဝတ်စုံမျိုးစုံလည်းရှိရယ် Vero ဝတ်ချင်တဲ့ Vietnamese normal dress လေးတွေကို Vero စုံကိုရှာပြီးရောဝတ်ခဲ့ပါတယ် Vero နဲ့လိုက်တဲ့အယောင်လေးတွေကိုရှာကြရဲပြီးတော့ Vero ဝတ်ချင်တဲ့အယောင်လေးတွေသူ့ကိုမေးပြီးတော့ Vietnamese လေးတွေကလည်းအသေးစိတ်ရှင်းပြပေးပါတယ်ရှင်။မှာတော့ကိုကြိုက်တဲ့ဝတ်စုံတစ်စုံတပ်ပုံတိချရရရဲ Vero ကတော့တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေကြီးထူနေရပါတော့ဒါပေမဲ့အဲ့ဆိုင်ရဝင်တဲ့ကောင်မလေးတွေကအသေးစိတ်ကိုစိတ်ရှိရှိနဲ့အကုန်ပြပြပေးရဲ Vero လိုချင်တာလည်းရပြီဆိုတော့ Vero ရဲ့အားလုံးဖိုတိုရိုက်ဖို့စပါတော့မယ် Meanwhile Chào anh em là con gái miền Tây mới lên thành phố được có mấy ngày miền Tây xung quanh đồng binh xe cộ sao mà họ đông nhung không như quê em quên nắng khung cảnh yên bình Nice. ဒီတိုင်းမှာတော့ရည်စရာဖြစ်နေပါတယ်။ဘယ်ဖိုတိုရှူသွားရိုက်မှာလဲ။ This is my outfit. ဒါတော့ Vero ရေးထားတဲ့ပထမနေရာပါအဲ့မှာတော့ Vero photo shoot ရိုက်ဖို့စပါမယ် Vero တကယ်ချင်းနေတယောက်ပြီးတယောက် photo shoot သွားရမှာဖြစ်ပါတယ်ဒီနေရာနဲ့လိုက်တဲ့ post တွေကိုလည်းသူတို့ကပဲအကုန်ပြပြပေးရဖြစ်တဲ့အတွက်ဘာမှ post တွေစိတ်ပူစရာမလိုပါဘူးပြီးတော့စပင်းနေအကုန်လုံးလည်းသူတို့ကိုယ်တိုင်ချိန်ဆပေးပါအဲ့တော့ Vero ကဒီတိုင်း post ပေးရုံပဲပေါ့နော်သူတို့ညွှန်ကြားတဲ့အတိုင်းလိုက်ရုံပဲဒါပေမဲ့ explore တစ်ခုကတော့ Vero ရာသီဥတုကတော့အရန်ပူပါတယ်ရှင်ဒါတော့နောက်ထပ်တနေရာပါအဲ့ဒါတော့ coffee shop လေးပါ Vero အပေါ်တက်မှာလာတာဆောင်မတော့ရမှာဖြစ်ပါတယ်ဒီ coffee shop လေးကတော့ coffee ဝယ်တောက်ရပါတယ်ဒါပေမဲ့ location လေးကတော်တော်လှပါတယ်မားတော့တော်တော်ပူနေပါတယ် What you feeling Ôi cướp anh đi rồi No delay ဟိုကတော့ Vero ပစာစားပြီးပြန်มาတော့မယ် We're very enjoying for traveling I love Vienna so much. Very cheap though. Actually, I don't like the food, but okay lah. တော့ Vero ညအိမ်ပြန်ကနေလေးမှာမနေ့ကကြည့်ခဲ့တဲ့လေလေးတွေကိုသွားစီးမှာဖြစ်ပါတယ်။ညဘက်လေးစီးကတခုကောင်းတာ Vero မီးပန်းလေး Vero မီးပုံးလေးလွတ်လို့လည်းရပါတယ်။ဆိုတော့ Vero မီးပုံးလေးလွတ်ပြီးဆူတောင်းလို့ရတယ်။အမှဆူတောင်းပြီးတော့ Vero တေးသမားလေးကတပ်ပုံလေးရိုက်ပေးရပေါ့နော်။ဒီနဲ့အလဲဆန်တောင်းပို့ပေးရ။ဒါလေးကတော့သူတို့ရိုက်ပေးတဲ့ဗီဒီယိုလေးပါ။အဆုံးထိ
ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေလည်းထပ်လာအောင်မလို့ like and subscribe လုပ်ပေးပါအောင်နော် Thank you so much see you later bye